တာဝတိမြို့ကအလွန်ဆင်းရဲတဲ့မိသားစုထဲမှာမွေးဖွားတယ်သူ့ကိုဇိနလို့နာမည်ပေးလိုက်တာပေါ့သူဟာအတိတ်ဘဝကကုသိုလ်ကောင်းမှုအားနည်းခဲ့တယ်လူမှုတန်းမှုအားနည်းပြီးဒါနအားနည်းတဲ့ပုဂ္ဂိုလ်တွေကလုံးဝမလူခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာစားစရာတောက်စရာမဲ့တဲ့ဘဝမျိုးရောက်တတ်တယ်မလူယုံနေမကဘူးမစ္စရိယဆိုတာနှမျောတယ်တွန့်တိုးတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာဖြစ်လျက်ဘဝမှာသူကဆင်းရဲတဲ့အမျိုးစားစရာတောက်စရာရှားပါတဲ့မိဘအိမ်ဒီမှာသွားလူဖြစ်တတ်တယ်အားလည်းသတိထားစရာတစ်ခုပေါ့နော်ကိုလုံးတဲ့အတိုင်းပဲကံကြမ္မာပုံရိပ်တွေကလူတွေမှာပေါ်လာတာဖြစ်တယ်ပေါ့ရသော်ဗျာလက်ခံတဲ့ဇေရုံအကြောင်းရည်သက်ချပွဲမှာသူကလည်းပဲဆင်းရဲသားအနေနဲ့လူအုပ်အုပ်ရှိတဲ့နောက်ကလိုက်သွားပြီးတော့ရသော်ဗျာတရားဟောတာကိုသူနားထောင်လိုက်ရတယ်ဖះတရားနာရတဲ့အခါမှာသူဟာစိတ်ဝင်စားသွားတယ်တရားတရားဖြစ်ပြီးတော့သာသနာ့ဘောင်ဝင်ခဲ့တယ်သာသနာ့ဘောင်ဝင်တဲ့အခါမှာလည်းပဲဘုန်းကြီးဖြစ်တော့လေဘုန်းကြီးဆင်းရဲဖြစ်တယ်သူကလူပဲတမ်းမဲ့လူမရှိဘူးဆွမ်းခံစားဘဝဆိုတာလူဘဝမှာပဲနေနေဘုန်းကြီးဘဝမှာပဲနေနေဒါနအားနည်းခဲ့တဲ့ပုဂ္ဂိုလ်သို့မဟုတ်မလှူခဲ့တဲ့ပုဂ္ဂိုလ်မစ္စရိယကပံ့ပိုးထားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြစ်လျက်ဘဝမှာမပြည့်မစုံမထင်မရှားအနေအထားမျိုးရောက်တတ်တယ်တန်ခါတန်းနဲ့တန်းလှူတာတောင်မှပဲသူကြတော့လောင်းပြီးထင်လို့ကြော်သွားတတ်သေးတယ်အဲ့လိုလောင်းတဲ့လူကကြည့်လိုက်ဒီကိုတော့ယာပြီးသားလို့ထင်သွားတကယ်တော့မရသေးတာအဲ့လောက်ထိအောင်အကုသိုလ်ကံကျိုးပေးပြီဆိုတော့ကြောက်ဆက်ကောင်းတယ်နော်ဒါကြောင့်မို့ဒါနကောင်းမှုဆိုတာထိုက်တဲ့လောက်ပြုလို့ရတယ်ကိုယ်စားတွေကချိုးချမ်းပြီးတော့မစ္စရိယတရားဆိုတာငါသာသုံးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမထားရဘူးထားမယ်ဆိုရင်ဘဝတစ်လျှောက်လုံးဟာစားရမယ်မဲ့တောင်းရမယ်မဲ့ဆင်းရဲတဲ့ဘဝမျိုးကြာရောက်တတ်တယ်တဲ့အဲ့ဒါသတိထားရမယ်အနေထားတစ်ခုပေါ့နော်